တပည့်တော်တို့၈နာရီခွဲပြီဆိုတော့တပည့်တော်ဒီမေးခွန်းလေးတွေပေးထားပါတယ်ဖေ။အဲ့တော့အရင်ဆုံးမေးခွန်းနံပါတ်1ကိုဘုံဘုံဦးဝိသုဒ္ဓဆာရဘုံဘုံဦးဝိသုဒ္ဓဆာရဖြည့်ပေးပါဖေ။ Do you have a healthy diet? Do you have a healthy diet? ဘုံဘုံဝိသုဒ္ဓဆာရဖြည့်နိုင်တဲ့လောက်ဖြည့်ကြည့်ပါဖေ။ Do uh do you have Do you have a healthy diet? Healthy diet ဆိုတော့ဘုံဘုံရေ healthy diet means eating more vegetable and fruits. Okay, eating more vegetables and fruits, that's called healthy diet. Okay, instead of sugar, instead of carbohydrate, instead of eating sugar and sugary foods, and you focus on you can focus on the healthy diet. So ဘုံဘုံတို့ကျန်းမာတဲ့ diet ပေါ့ဖေ။ကျန်းမာတဲ့ diet ဖြစ်ဖို့ဘုံဘုံစားပါသလားလို့မေးတာပါဖေ။ Do you have a healthy diet? စားတယ်ဆိုလို့ရှိရင် Yes, I have a healthy diet. မစားဘူးဆိုလို့ရှိရင် No, I don't have a healthy diet. အဲ့လိုဖြေရပါမယ်ဖေ။ဘုံဖြေကြည့်ပါဦးဖေ။ you look at you look at မေးခွန်းခတ်တယ်ဒီမှာမေးခွန်းကတော့အရင်တော့မခတ်ပါဘူးဖေDo you have a healthy diet ဘုံဘုံကကျန်းမာရေးနဲ့ညီညွတ်အောင်စားလားမစားဘူးလားဖုံးတယ်ဆိုလို့ရှိရင်ကျန်းမာရေးညီညွတ်အောင်ဖုံးတယ်ဆိုလို့ရှိရင် Yes I have မစားဘူးတကယ်လို့မစားဘူးဘုံဘုံကကျန်းမာရေးညီညွတ်အောင်မစားဘူးဆိုလို့ရှိရင် No I don't have အဲ့လိုပဲဖြေအောင်ပဲဖေဖြေကြည့်ပါလားဖေ Yes, I have. Yes I have Yes I have means yes I have a healthy diet ဆိုတော့ဘုံဘုံက I have a healthy diet which mean ဘုံဘုံက vegetables fruits တွေကိုစားတယ်လို့ဘုံဘုံကပြောတာတူတူပဲเนาะ Yes I have เนาะဒါပဲဖြေရုံပဲ okay အဲ့တော့ number 2 number 2ဘုံဘုံဥက္ကဋ္ဌိမှာဖြေပေးပါဖေ။ What exercise do you do? what do you do? I do swimming, play I do football, swimming. jogging. Jogging okay ဖုံဖုံလောက်တာကောင်းတယ်ဖုံဖုံလောက်တာကောင်းပါတယ်ဖေ။ဖုံဖုံဆိုပြီးတော့သူတို့exercise လောက်တာတော့ဝီနီးနဲ့ညီလားမညီလားတော့မသိဘူးဖေ။သူတို့တေချာတော့မသိဘူးဖေ။လောက်လို့ရမယ်ထင်ပါတယ်။ဖုံဖုံအခုဖြေတာဆိုတော့လေအဲ့တော့ဖုံဖုံဖြေတဲ့အခါမှာဖုံဖုံဘယ်လိုဖြေရလဲဆိုတော့ I do နဲ့ဆိုလို့ရှိရင်ဖုံဖုံချက်ချင်းဒီဘက်ကဘာလိုက်လဲဆိုတော့ gerund လိုက်တယ်ဖေ။ I do jogging gerund ပြီးတော့ ing ပေါ့ဗျာ I do jogging ဒီမှာ I do jogging swimming နော် I do jogging swimming and playing football ဘုံကဘောလုံးလဲကစားတယ်တစ်ခါတလေလို့ရှိရင်တစ်ခါလေးဘုံက jogging လုပ်တယ်ဘုံရေကူးတယ်ပေါ့နော်ဆိုတော့ဘုံပြန်ဖြေပါအောင်ဖေ။ပြန်ပြောပြပါဖေ။ I do jogging I do jogging, swimming, and playing football. playing football အဲ့တော့ဘုံဒီမှာ do နဲ့ဖြေလို့ရတယ်ဖေ။ do ပေါ့နော် I do jogging I do swimming နော် I do jogging I do swimming I do playing football, I do yoga နော် yoga ဆိုရယ်ဆိုရင် I do yoga ကစားတယ်I do karate karate ကစားရဲဆိုလို့ရှိရင်ဘုံဘုံတို့ကျတော့ karate တော့မဆော့ပါဘူးလူပုတ်ကိုဆိုလို့ရှိရင်သူရတော့ဘယ်လိုပြောလဲ karate ဆော့ရဲဆိုလို့ရှိရင် I do karateเนาะ I do karate mean တခါလေ karate ဆော့ရဲလို့ပြောတာပါဖေ။ I do karate and I do yoga mean တခါတလေငါ yoga ကစားတယ်ဆိုရင်ဘယ်လိုပြောလဲ I do yoga I do karate I do judo ဆော့ရဲဆိုလို့ရှိရင် I do judo
ပြုလို့ I do jogging เนาะ jogging ဆိုတာကတော့သွေးမှုလေ့ကျင့်ခန်းလုပ်တာပေါ့ swimming ဆိုတာရေကူးတာ I do jogging swimming and playing football very good အဲ့တော့ဘုံဘုံတို့ do နဲ့တွဲသုံးတာလေးကိုမှတ်ထားပါဗျာ do နဲ့ဘာတွဲသုံးလဲ I do Jump. jog I jump. I do swimming I do karate I do yoga yoga. I do yoga I do karate I do jogging I do swimming do နဲ့တွဲသုံးတာလေးတွေမှတ်ထားပါဗျာစာအုပ်ထဲမှာတင်ပါဗျာ Okay do you often feel sick မကြာခဏဖျားတတ်လားတဲ့ Do you often feel sick ဘုံဘုံဦးတီလာနန္ဒဖြေပေးပါဗျာ Do you often feel sick No, no, I don't. No Sometimes I don't No sometimes I don't Sometime I feel sick. Oh sometimes I feel sick Okay ဘုံဘုံဖြေတာကောင်းပါတယ်ဆိုတော့ဘုံဘုံကပြောလဲဆိုတော့ No I don't ဘုံဘုံကဘာလို့ပြောလဲဆိုတော့သူကမကြာခဏဖျားလေးမရှိဘူးတဲ့เนาะဘုံဘုံကပြောတယ် No I don't เนาะ but sometimes เนาะ sometime ကဘုံဘုံဒီ sometimes ဆိုတာ तू ကsometime ကတပည့်တော်တို့तू က adverb ပေါ့เนาะတပည့်တော်ဒီနေရာမှာ adverb လို့ခေါ်တယ် sometime ကเนาะ sometime ကတပည့်တော်တို့ဘယ်ထဲမှာဒီ adverb for frequency လို့ခေါ်တယ်ဗျာ often တို့ sometime တို့ဘယ်လိုခေါ်လဲ adverb of Adverb of frequency frequency. adverb for frequency လို့ခေါ်ပါတယ်ဗျာ adverb often တို့ sometime တို့အဲ့ဒါတွေကအမြဲတမ်းဘယ်နာကရေးရလဲဗျာ subject နဲ့ဘာနဲ့ကြားမှာရေးရလဲအမြဲတမ်းရေးလို့ရှိရင် subject နဲ့ verb နဲ့ကြားမှာရေးရတယ် subject နဲ့ verb နဲ့ကြားမှာအမြဲတမ်းလာလေးရှိတယ်เนาะတခါလေကြာရင်တော့သူကဟိုးနောက်ဆုံးကိုလည်းတခါလေလာတတ်တယ်ဟိုးနောက်ဆုံးမှာရေးတာလည်းရှိတယ်ဒါပေမဲ့လည်းအမြဲတမ်းဘယ်နားမှာလိုက်လဲဆိုတော့ subject နဲ့ But subject နဲ့ verb နဲ့ကြားမှာเนาะတပည့်တော်ရဲ့ကာစာလည်းဘယ်နားရောက်သွားလဲမသိဘူးဗျာ Okay subject နဲ့ verb ဆိုတော့ I'm sometime feel sick เนาะအဲ့နောက်ဆုံးမှာထားတာနဲ့အလယ်မှာထားတာနဲ့အဓိပ္ပာယ်မတူဘူးဗျာเนาะ I sometimes feel sick ဆိုတော့နောက်ဆုံးကိုပို့လိုက်လို့ရှိရင်ကြတော့တပည့်တော်တို့အဓိပ္ပာယ်ကဘာဖြစ်သွားလဲဆိုတော့အတိအကျပြောလို့ရှိရင်ဟိုနောက်ဆုံးကိုပို့ရတယ်ဆိုပါစို့ I feel sick sometimes နေအောင်ပြီးတော့အဲ့ဒါအဲ့ lesson ကြမှာပြီးတော့တခြားရှင်းပြမယ်လောလောဆယ်တော့အခုလောလောဆယ်ဘုံဘုံတို့မှတ်ထားလိုက်အမြဲတမ်း adverb for frequency ကဘယ်ကြားမှာလိုက်ရလဲ subject နဲ့ verb နဲ့ကြားမှာเนาะ adverb of frequency ကအမြဲတမ်း subject နဲ့ verb ကြားမှာလိုက်ရတယ်ဘုံဘုံကပြောတယ် I sometimes feel sick တခါလေတော့ဘုံဘုံကနေမကောင်းဖြစ်တယ်เนาะdo you often feel sick no I don'tဆိုဘုံဘုံကတခါအမြဲတမ်းမကြာခဏနေမကောင်းလေဖြစ်လေမရှိဘူးလို့ဘုံဘုံပြောတာเนาะတခါလေတော့ဖြစ်တယ်ပေါ့เนาะလူဆိုတော့ဖြစ်တာပေါ့เนาะတခါတလေကြတော့လေ Okayအဲ့ဆိုရင်ဘုံဘုံတို့ဒါဖြည့်ရင်းနဲ့တပြီးတော့နည်းနည်းသင်ပေးသွားတာပါဖေ။တပြီးတော့ adverb for frequency ကိုအခါအားလျော်စွာသင်လို့မှတပြီးတော့အကျယ်တပွင့်သင်ပေးပါမယ်ဖေ။အဲ့ဒါကြီးကိုတပြီးတော့အများကြီးသင်နေအချိန်မရလို့ပါဖေ။ ရတယ်ဗျ ဒီမှာ Have you ever been in hospital number 4ကိုဘုံဘုံဦးဝိသုဒ္ဓစာရပြန်ဖြေပါအောင်ဖြေကြည့်ပါအောင်ဖေ။ Have you ever been in hospital ဆေးရုံရောက်ဖူးလား Yes No, I or no don't. I No? don't. No. No. No, I. No I don't လို့ဖြေလဲရတယ် No I never been in hospital No, I have never been in a hospital. No I have never been in hospital very good Okay No I have never been in hospital အဲ့တော့ဆေးရုံတစ်ခါမှမရောက်ဖူးဘူးတဲ့နော်အဲ့တော့ဆေးရုံမရောက်ဖူးတာကောင်းတာပေါ့ဖေ
No, I have never been in hospital. No, Very I good. have never been a hospital. I have never been in hospital. Okay. ဆိုတော့သူတို့တကယ်လို့ရောက်ဖူးတယ်ဆိုရင်ဘယ်လိုဖြေမလဲ Yes, sometimes I have. Sometimes I have been there အဲ့လိုဖြေရမယ် Sometimes I have been there. There. Sometimes I have been Sometimes I have been there. တခါတလေတော့ငါရောက်တယ်เนาะဆေးရုံတော့မဟုတ်ဘူးဆေးကန်းရောက်တယ်ဆိုဘယ်လိုပြောမလဲ Sometimes I have been in sometimes I have been in the clinic. clinic. Clinic means ဆေးကန်းတော့တခါတလေငါရောက်တယ် Sometimes I have been in the clinic. Sometimes I have been in the clinic. Clinic, very good. No, I have never been in hospital. ဆေးရုံတော့မရောက်ဘူးတခါတလေတော့ဆေးကန်းတော့ရောက်တယ် Very good. Okay အဲ့လိုဖြေရမယ်เนาะဖုံဖုံရဲ့ဦးဝိသုဒ္ဓစာရဘေးကကိုဖုံဖုံကလိုက်ဖြေရလားဗျာဘေးနာဖုံဖုံကလား ဒီမှာတော့တပါးစီဒီမှာ Bên nào không không ạ? ဘေးနာဖုံဖုံမိတ်ဆက်ပါဗျာ မဆက်နဲ့ Không có hẳn là mẹ sách tất ạ. ဖုံဖုံစိတ်တက်တာတင်ပါဗျာ Sách တင် tất. ပါဗျာဖုံဖုံလိုက်တက်လို့ရပါတယ်ဗျာဖုံဖုံဖုန်းတစ်လုံးရှိရင်တက်ချင်တယ်တက်လို့ရပါတယ်ဗျာ Okay, do you often get diarrhea in the rainy season? ဆိုတော့ဒီမေးခွန်းကြတော့ဒီရဖုံဖုံဥက္ကဋ္ဌမှာဖြေကြည့်ပါဦးဗျာ Do you often get diarrhea in the rainy season? အဲ့ဒီမှာ အဲ့ လိုက်တော့ အဲ့ဒါဆရာဟိုတနေ့က9ခုထဲမှာအဲ့ဒါမပါဘူးလား မပါဘူးဟုတ်တယ်တပည့်တော်ကပြောင်းလိုက်တာဗျာ ဟုတ်တယ် တပည့်တော်ကဘာလို့ပြောင်းလိုက်လဲဆိုတော့တပည့်တော်နိုင်ငံနဲ့အဆင်ပြေအောင်ပြောင်းလိုက်တာပါဗျာ ဟုတ် တင်ပါတပည့်တော်ဖုံဖုံကမိုးရင်းမှာဝင်းသွားဘူးသလားဗျာ Do you often get diarrhea in the rainy season? တင်ပါဗျာ rainy season in the rainy season မိုးရမှာ diarrhea 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 ဆိုတာဝင်းပြတ်တာဗျာဝင်းပြတ်တာလို့ဝင်းလျှောတာလို့ So do you often get diarrhea in the rainy season ဖုံဖုံကမိုးရင်းရောက်လာပြီဆိုရင်ဖုံဖုံဝင်းလျှောတတ်လားဝင်းလျှောဖြစ်လေရှိတာမလျှောတတ်ဘူးမလျှောတတ်ဘူးဆိုလို့ရှိရင် I don't open tab I don't get ဆိုရလား I don't often get ဖုံဖုံဗျာ often get I don't often get diarrhea in the rainy season တင်ပါဗျာမှန်တာပေါ့ဗျာဖုံဖုံအဲ့လိုဖြေရမယ်ဗျာမှန်ပါတယ်ဗျာအဲ့တော့ဖုံဖုံကဝင်းလျှောဝင်းပြက်ဖြစ်လေမရှိဘူးပေါ့နော်ဖုံဖုံလက်ကိုတခြားဆေးဖြစ်ပါတယ်ဗျာဖုံလက်ကိုတခြားဆေးတယ်ပေါ့နော်အဲ့တော့အပြင်စာတွေသိစားလေမရှိဘူးလို့ပြောသုံးသပ်ပါတယ်ဗျာဒီမှာ So no I don't often get diarrhea in the rainy season မိုးရင်းမှာဟလာဝင်းပြက်ဝင်းလျှောဖြစ်လေမရှိဘူးဒီမှာ diarrhea 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 ဆိုတော့ဟိုဟာလေဝင်းပြတ်တာလေဗျာ ဝမ်းပြော ဝင်းပြတ်တာဒီမှာဝင်းပြတ်ဝင်းလျှောဒီမှာ diarrhea ရှေ့မှာတပည့်တော့တင်လားမတင်ရသေးဘူးเนาะမတင်ရသေးဘူး ပါတယ် အဲ့ဒါခုနအောက်ချင်မှာတော့ပါ ရှေ့မှာပါတယ် ဘာလို့ဖိုက်တယ်လား ရှေ့မှာပါတယ်ဗျာတင်မှာရှေ့မှာတပည့်တော့တင်တာပါလားလို့ပြပါတယ်ဟိုကအခုမှပဲတကယ်လို့မပါဘူးဆိုတော့လေပါတယ်ဆိုတော့လေ okay ပါတယ်ဗျာမပါဘူးဆိုလဲဘုံဘုံမှတ်လိုက်ပေါ့ဗျာ diarrhea ဆိုတာဝင်းလျှောတာပါဗျာ ဝမ်းပြောဝမ်းရှော Okay ဒါဆိုလို့ရှိရင်တို့သင်ခန်းစာဆက်သွားအောင်ဗျာတပည့်တို့သင်ခန်းစာဆက်သွားလို့ရှိရင်အဲ့တော့ဒီနေရာမှာတပည့်တို့ကစကားပြောတာတပည့်တို့လေ့ကျင့်မှာဖြစ်မယ်ဗျာ
oh တပည့်တော်ဖတ်ပြမယ်နော်တပည့်တော်ဖတ်ပြီးလို့ရှိရင်ဖုံဖုံနေရဖတ်ပြမယ်တပည့်တော်ဖတ်တဲ့အတိုင်းပေါ့နော်ဒီနေရာမှာတပည့်တော်2ယောက်ရှိရယ် Ryan နဲ့ Sarah နဲ့နော် Ryan ဘာပြောလဲဆိုတော့ oh my head oh my head နော် Ryan ပြောတယ် oh my head ဆိုပြီးတော့ခေါင်းလေးကိုကိုင်ပြီးတော့ပြောတယ် Sarah ပြောတယ် have you got a headache Ryan have you got a headache Ryan have you got a headache ဆိုတာမင်းခေါင်းကိုက်နေသလား Ryan လို့မေးတာမင်းခေါင်းကိုက်နေသလား have you got a headache Ryan ဆိုတော့ Sarah မေးတဲ့အခါမှာ Ryan ကပြန်ပြောတယ် yes I have yes I have ဟုတ်တယ်ငါခေါင်းကိုက်နေတယ် have you got an aspirin have you got an aspirin ဆိုတာမင်းမှာအကိုက်ခဲပျောက်စေရှိလားလို့မေးတာ have you got an aspirin Sarah ပြန်ပြောတယ် no I haven't sorry no I haven't sorry เนาะဒီချိန်မှာအခုเนาะဖုံဖုံဦးကန်ဒီမှာ Ryan လို့ဆိုပေးပါဖုံဦးတီလာနန္ဒာက Sarah နေရာနေဆိုပေးပါဖုံဦးကန်ဒီမှာRyan နေရာနေစဆိုပေးပါ oh my head oh my head Oh my head. ဟောင်းနေ Oh my head. ဟမ်ကဲ Have you got a headache, Ryan? Yes, I have. Have you got an substance? No, I haven't. Aspirin. Sorry. no I haven't sorry have you got an aspirin have you got an Aspirin. aspirin Have you got aspirin an ဆိုတာ aspirin? have you got a Panadol An aspirin. have you got a Panadol လို့ပြောလိုက်ရ Panadol ဆိုတာလေခေါင်းကိုက်ပျောက်ဆေးပဲเนาะ Panadol လို့ပဲပြော aspirin လို့ပဲပြောတူတူပဲခေါင်းကိုက်လို့ရှိရင်တောက်တဲ့ဟာတွေ have you got an aspirin or have you got a Panadol no I haven't sorry no I haven't sorry I don't have Panadol okay အဲ့လိုလေးအတန်လေးကိုတခြားမှန်လေးပြန်ပြောကြည့်အောင်เนาะဒီတစ်ခါကျတော့ဖုံဖုံဦးတီလာနန္ဒာ Ryan နေကနေပြောပြပါဗျာ oh my head Oh, my head. my head ဖုံဖုံဦးကန်ဒီမှာပြောပါ Sarah နေကနေပြီးတော့ Have you got an headache, Ryan? Yes, I have. Have you got an aspirin? No, I haven't. Sorry. oh very good well done okay ပြောတာအရင်ကောင်းတယ် okay Sarah ပြန်ပြောတယ် poor Ryan နဲ့เนาะ poor Ryan ဆိုတာကဒီဘက်မှာရောက်နေတဲ့တယောက်ကိုသူကပြောတာ Ryan ဆိုတာလေဒီဘက်ဘေးမှာเนาะခေါင်းလေးကိုကုတ်ပြီးတော့သူကထွက်သွားတယ်ပေါ့เนาะအဲ့လူကိုသူကလှမ်းပြောတယ် poor Ryan နဲ့sorry poor Ryan okay ဒီလူကြီးပေါ့ဒီလူကြီးဟိုဘက်ထွက်သွားတယ်ခေါင်းလေးကင်ပြီးတော့ poor Ryan နဲ့ Sarah တနာဖို့ကောင်းလိုက်တာเนาะတခါလေကျတော့ poor ဆိုတာသူကဟိုပါပေါ့ kind word ပေါ့เนาะအင်္ဂလိပ်တွေကသူတို့စိတ်ထဲမှာကျင်နာတဲ့စိတ်ဖြစ်လို့ရှိရင်သူကအမြဲတမ်းဘယ်လိုပြောလဲဆိုတော့ poor man လို့အမြဲတမ်းပြောတယ် poor man ဆိုတာသူကနှိမ့်ချတဲ့သဘောနဲ့ပြောတာမဟုတ်ဘူးသူတို့ကစာနာတဲ့စိတ်နဲ့ပြောတာစာနာတဲ့တနာတဲ့စိတ်နဲ့ poor man poor Ryan Ryan တနာဖို့ကောင်းလိုက်တာ has he got a cold or something Sarah ပြောတယ်Sarah ပြောတယ် has he got a cold or something ဆိုတော့အဲ့မှာ Sarah လို့ပြောတော့ Cindy ကဘာပြောလဲဆိုတော့ no he hasn't เนาะ Sarah ပြောတယ် no he hasn't မဟုတ်ဘူးတဲ့ he's got a hangover he's got a ဆိုတာ he has got လို့ပြောတာ he's got ဆိုတာဘာပြောတာလဲ he's got ဆိုတာ he has He is got he has got လို့ပြောတာเนาะ he's got ဆိုတာ he has got a hangover ဆိုတာအရက်တောက်တဲ့အတွက်ကြောင့်အရက်နာကြတာကိုဘယ်လိုခေါ်လဲ hangover hangover he's got a hangover အရက်တောက်တဲ့အတွက်ကြောင့်အရက်နာကြတာကို hangover he has got a hangover Sarah ပြောတယ် oh I see နော်အဲ့တော့ဒီနေရာမှာသူတို့ has he got မေးလို့ရှိရင်ဘယ်လိုမေးလဲ has he got a cold has he got a cold have you got a headache
နော်မေကွန်းမှာတပည့်တော် have တို့ has တို့နဲ့မေးတယ်နော်ရှိတယ်ဆိုလို့ရှိရင် yes I have မရှိဘူးဆိုလို့ရှိရင် no I haven't နော်ဘုံဘုံဥက္ကဋ္ဌိမှာဖတ်ပြပါဗျာတပည့်တော် Sarah ရော Cindy ရောဖတ်ပြပါဗျာအဲ့ conversation ကို poor Ryan Poor Ryan has he got food or something no he hasn't he's go hangover oh I see oh I see very good okay အဲ့တော့ဘုံဘုံဥဝိသုဒ္ဓဆာရာဖတ်ကြည့်ပါအောင်ဗျာ oh Ryan ဖတ်ကြည့်ပါဒါလေးတစ်ချက်လောက် Yeah. poor Ryan has he Poor got a Ryan. cold Has he got a cold? A cold has he something? got a cold or something no No. he No. hasn't Has he He- got? No. He got a hunger. He's got a hangover. He's got a hangover. He got an hangover. Oh, I see. I see. Okay. No, he hasn't. No. အဲ့တော့မဟုတ်ဘူးဆိုလို့ရှိရင် no, he hasn't. No. No, No, he he hasn't. Hasn't. He's got a hangover. သူကနော်အယံမူးနေတာဖြစ်ပါတယ် Oh, I see နော်အဲ့တော့ပြီးတော့ကနေမကောင်းလို့ရှိရင်ပြီးတော့အဲ့လိုတွေပြောတယ်နော်နောက်တစ်ခုဒီပြီးတော့ဒီမှာကြည့်ကြည့်အောင်နော်ဒီနေရာမှာပြီးတော့နော်လူတစ်ယောက်ကိုပြီးတော့မိတ်ဆက်တယ်ဆိုပါစို့နော်မိတ်ဆက်တယ်မဟုတ်ပါဘူးဘယ်လိုပြောရမလဲလူတစ်ယောက်ကသူကနေမသိထိုင်မတာဖြစ်နေလို့ရှိရင်တပည့်တော်တို့ကဘယ်လိုပြောလဲဆိုတော့နော်တယောက်က hello Ken how are you နော်ပြီးတော့လူတစ်ယောက်ကိုပြီးတော့စနှုတ်ဆက်လို့ရှိရင် hello Ken how are you မင်းနေကောင်းလား How are you? I'm not very well ဆိုတော့ तू နေမကောင်းဘူးလို့ပြောတာ No I'm not very well ငါနေမကောင်းဘူး Why What's the matter What's the matter ဆိုတာပြီးတော့နေမကောင်းဘူးဆိုရင်ဘာဖြစ်တာလဲလို့မေးရင်ဘယ်လိုမေးလဲ What's the matter What's the matter ဆိုတာဘာဖြစ်တာလဲနေမကောင်းဆိုတော့ဘာဖြစ်တာလဲ Are you feeling okay တခါလေကြာရင်ဘယ်လိုမေးလဲဆိုတော့ Are you okay လို့လည်းမေးတယ် Are you okay Are you okay or What's the matter What's the matter? Are you okay? And then someone will answer, I have got a cold. No, ngā e mini de. Oh dear. Oh dear, sir. Do you know Dima? Oh dear. Number 5 ka dear ပေါ့နော်။ Oh ဟုတ်လားမင်းနေမကောင်းဖြစ်နေရပဲเนาะအဲ့လိုမျိုးမေးတယ်။အဲ့တော့ကျတော့သူတို့ကဟိုတယောက်ကိုလှမ်းမေးလို့ရှိရင်တယောက်ကနေမကောင်းလို့ရှိရင်သူတို့မေးချင်ဘာနဲ့မေးလဲဆိုတော့ What's the matter လို့မေးတယ်เนาะ What's the matter လို့မေးလဲရတယ် What's wrong လို့မေးလဲရတယ် What's wrong with What's wrong ဘာမှနေလဲเนาะအဲ့တော့ဒီမှာကြည့်ဘုံဒီမှာကြည့်ဒီဖုန်းဒီမှာပုံထဲမှာကြည့်เนาะဒီမှာကြည့်တယောက်ကပြောတော့ mix ဆိုလို့ရှိရင်ပြောတော့ဘယ်လိုမေးမလဲမေးမယ် mix ကခေါင်းကြီးကိုကင်ပြီးတော့အုပ်ထားတယ်ဆိုတော့သူဘာဖြစ်နေရလဲ mix ကမြင်ရလားမသိဘူးခေါင်းကိုက်နေတာသူကเนาะခေါင်းကိုက်နေတာဆိုတော့သူပြောတော့ဘယ်လိုပြောမလဲ What's wrong with mix ဆိုလို့ရှိရင်ဘယ်လိုဖြေမလဲ What's wrong with mix ဆိုလို့ရှိရင်ဘယ်လိုဖြေမလဲ He has got a headache. He's got a headache. Headache ဆိုတာခေါင်းကိုက်တာပေါ့နော် He's got a headache. Okay. He's got a headache. ဟုတ်ပြီနောက်ဒီဘက်ဘေးကအမျိုးသမီး Linda နော်ဘုံဘုံဝိသုဒ္ဓဆရာဒီမှာကြည့် Linda ကဘိုက်ကလေးကိုဒီမှာအုပ်ထားတယ်လက်နဲ့နော်ဘိုက်ကလေးကိုအုပ်ပြီးတော့သူကဘာဖြစ်လဲဆိုသူဘိုက်ကလေးကိုအုပ်ပြီးတော့မျက်နှာလည်းရှုံမဲ့နေတယ်အဲ့တော့ तू နေလို့မကောင်းဘူးအဲ့ဒါဆိုလို့ရှိရင်ပြီးတော့ဘယ်လိုမေးမလဲ What's wrong with Linda လို့မေးတယ်ဘယ်လိုမေးမလဲ
What's wrong with What's Linda. What's wrong? What's wrong with Linda? Linda ဘာမှနေသလဲเนาะ Linda ကြည့်ရတာသိပြီးတော့ she looks like she's not feeling well. So what's wrong with Linda? အဲ့ဆိုရင်ဘယ်လိုဖြေမလဲဘုံဘုံဝိသုဒ္ဓဆိုတာဖြေကြည့်ပါဦး သူဘယ်လိုဖြေမလဲသူ့ကိုဖြေ she looks She looks like no matter. Oh, what's that ဘုံဘယ်လိုပြောရတာလဲ she looks like no matter. she looks like no matter okay သူကတခုခုခံစားနေရတယ်ဖေသူကလေဘုံဘုံဖြေတာမဟုတ်သေးဘူးဖေเนาะဘယ်လိုဖြေရမလဲဆိုတော့ she has got တယ်ပဲဖြေရမယ် she has got ဘာဖြစ်တာလဲသူကဘိုင်းနာရယ်ဆိုဘယ်လိုဖြေမလဲသူကကြည့်ရဘိုင်းနာရင်ဘိုင်းနာလည်းဖြစ်နိုင်တယ်ဝင်းပြတ်တာလည်းဖြစ်နိုင်တယ်เนาะဘယ်လိုပြောလို့ရလဲ she had got She has got diarrhea. she has got diarrhea သူမကြည့်ရတာဝင်းသွားနေတဲ့ပုံပဲဘယ်လိုပြောလဲ she's got diarrhea She has got diarrhea. she's got diarrhea or maybe you can say she has got stomach ache ဘယ်လိုပြောလို့ရလဲ she's got stomach ache ဆိုဖြစ်တာလေ Banana. Oh, ဘိုင်းနာတာ she has got stomach ache เนาะ stomach ache ဖြစ်တာလေဖြစ်နိုင်တယ် เนาะဟုတ်ပြီเนาะနားလည်ပြီလား okay အဲ့ဆိုလို့ရှိရင်ဒီဟာဘုံဘုံဥက္ကဋ္ဌီမှာသူ့ကိုမေးကြည့်ပါဦး what's the matter with Tom ဘုံဘုံဥက္ကဋ္ဌီမှာဖြေကြည့်ပါဦး She's mother what how about in there? သူကြည့်ရတော့ဘုံဘုံဟောပေါ့မျက်လုံးကိုသူကပုတ်ပြီးတော့သူကြည့်ရတာမျက်လုံးမျက်စိနာလည်းဖြစ်နိုင်တယ်မျက်စိနာလည်းဖြစ်နိုင်တယ်နောက်သူကြည့်ရတာကသူခေါင်းမူးတာလည်းဖြစ်ကောင်းဖြစ်မယ်ပြီးတော့တေချာတော့မသိဘူးသူပုံကလေနည်းနည်းလေးဟိုဖြစ်တယ်အဲ့တော့တခုခုပေါ့ဘုံဘုံဖြေလို့ရပါတယ်နော်နေမကောင်းတာလည်းဖြစ်နိုင်တယ်မျက်စိတကယ်လို့မျက်စိနာတယ်ဆိုရင် eye strain လို့ပြောမယ်နော် eye strain ရတယ်သူကမျက်လုံးကိုဒီလိုပုတ်နေတာဆို eye strain ဖြစ်နေတာပေါ့ eye strain ဆိုတာပြီးတော့ကွန်ပျူတာတွေကြည့်တာများလို့ရှိရင်ပြီးတော့ဖြစ်တဲ့ယောဂပေါ့နော်ပြီးတော့ဆို eye strain ရောပြီးတော့ကဒီ mentally strain ပါရ He has got an eye strain. he has got an eye strain He has got an eye strain. eye strain so what's the matter with Tom ဘုံဘုံပြန်ပြောပါဦး what's the matter with Tom What's the matter with Tom? what's wrong with Tom sorry what's wrong with What's wrong with Metro? Tom he's got He's got a strong eye strain he has got an eye strain he's got an eye strain. eye strain okay ပြီးတော့ရေးပြမယ်နော် eye strain ကိုဘယ်လိုရေးရလဲဆိုတော့နော်ရေးပြမယ်ပြီးတော့ okay He's got an eye strain. He has got. You know that for I-E-1-I-S-D-I-I-N strain. I'm strain. eye strain ဆိုတာမျက်စိနာတာတို့ပြီးတော့မျက်စိကကြည့်လို့မကောင်းတာပေါ့ဗျာမျက်စိမှာနာတာတို့မျက်စိကြည့်လို့မကောင်းတာဆိုလို့ရှိရင် eye strain လို့ခေါ်ပါတယ်ဗျာ score eye strain ပြီးတော့ဘုံဘုံဦးစတီလာနန္ဒဖြေပြပါအောင်ဗျာ what's wrong with Ken What's wrong with Ken? He has Ken. got cold. he has got a cold he has got a cold ဆိုတာပြီးတော့နေမကောင်းဖြစ်နေတယ်ဘာလို့ဆိုတော့သူကလက်မှာရင်နွေးအိတ်ကလေးရင်နွေးကွက်ကလေးကင်ထားတယ်เนาะနှာခေါင်းကြီးကလည်းနှာချီထားရလားမသိမျက်လုံးကြီးကလည်းရောင်နေဆိုတော့
he's got a cold နော်ဟောဖြေတာမှန်ပါတယ်ဗျာ he's got a cold အဲ့ပြီးတော့နေမကောင်းလားကောင်းလားဆိုမေးလို့ရှိရင်မေးလို့ရတာ2မျိုးရှိတယ်ဘယ်လိုမေးရလဲဆိုတော့ what's the matter ဘယ်လိုမေးလဲ what's the matter someone come and tell you that I'm not feeling well တယောက်ကဘုံဘုံလာပြောတယ် I'm not feeling well today I'm sick ဆိုလို့ရှိရင် what's the matter ဆိုတာဘာခံစားနေရတာလဲလို့မေးတာနော် what's the matter နော်မင်းရဲ့ပြဿနာဘာလဲနော် what's the matter ဒါမှမဟုတ်လေ what's wrong လို့မေးလေရတယ် what's wrong ဘာမှမနေလဲနော်အဲ့လိုရှိလို့ရှိရင်ပြီးတော့ I have got a cold ငါအခုအေးမိနေတယ်နော်အဲ့တော့ငါအခုသွားနာနေဆိုဘယ်လိုပြောလဲ I've got I'm got dandruff တော့နာ I've got သွားနာတယ်ဆိုရင် I'm got done to toothache I have got toothache I've got toothache ပြီးတော့အခုနားကိုက်နေဆိုဘယ်လိုပြောမလဲငါအခုနားကိုက်တယ်ဆိုရင်ဘယ်လိုပြောမလဲ I have got ear straight ear strain okay yes နားရောက် eye strain ဆိုတော့ ear strain ဖြစ်သွားပါear strain တော့မဟုတ်ဘူးဗျ ear ache ဗျ ear ache ဟိုနဲ့ ear ache ဆောနာ ဆိုတာ true နဲ့တွေ့တယ် toothache နဲ့အတူတူပဲဗျ toothache နဲ့အတူတူပဲ ache ဆိုတာじゃနာတာကျင်တာကိုပြောလို့ ache နဲ့ နာတာ ache ache ဆိုတော့မှတ်ထားဗျ toothache ear ache toothache ဆိုတာသွားနာတာ ear ache ဆိုတာနားကိုက်တာပါဗျ နားကပ် Okay တခုက what's the matter ဘုံဘုံကခါနာရယ်ဆိုဘယ်လိုပြောမလဲ I have got နာနာ ခါနာရယ်ဆိုလို့ရှိရင် what's the matter နီးအိတ် knee ache knee ကဒူးကောင်းဗျဒူးကောင်း knee က အားကြတော့အမ်ဘူပခုံးလား elbow ကပခုံးဗျဒီမှာခါနာတာကြတော့ ဟာကြတော့ဘူးစင် back pain မှာဗျ I have got a back pain I have got a back pain BACK back PAIN pain back pain ဘုံဘုံတို့ရှေ့မှာတင်ပြီးွားပြီဘုံဘုံတို့စာပြန်မဖတ်ထားဘူးဗျအဲ့ဒါဆိုလို့ရှိရင်ဘုံဘုံက ဟာဘယ်ဟာနာရာဆရာမပါသေးဘူးလားလို့ တပည့်တော်ဟိုလေ back pain back ache လို့တင်သွားတယ် back ache လို့လည်းခေါ်တယ် back ache တင်မှာ back ache ကလည်းခါနာတာပဲဖေ။ back pain ကလည်းခါနာတာပဲဖေ။ back pain ပြီးတော့တော်တော်များများတင်ပြီးသွားပြီဖေ။ stomach ache ဘိုက်နာတာ head ache ခေါင်းကိုက်တာ tooth ache သွားနာတာ ear ache ear ache ကပြီးတော့နားကိုက်တာ နားကပ် cold ကနေမကောင်းဖြစ်တာပါဖေ။ ပြီးတော့ head ache ကခေါင်းကိုက်တာ bad back ကပြီးတော့ခါနာတာပဲ bad back လို့လည်းခေါ်တယ် tooth ache ကသွားနာတာ stomach ache အစာအိမ်နာတာcold ကနေမကောင်းဖြစ်တာပါဖေ။ sore throat ကခါလဲဖေ။ sore throatလေချောင်းနာ sore throat ကလဲချောင်းနာတာဖေ။နော်တပည့်တော် fever ရှိတယ်ဆိုရင် I have got a fever I have got a fever or I have got a temperature နော်အဖျားရှိတယ်ဆိုလို့ရှိရင်ဘယ်လိုပြောလို့ရလဲ I have got a fever အဲ့လိုပြောလဲရတယ်အဲ့လိုမပြောချင် I have got a temperature ပြီးတော့ fever နဲ့ပြောတာများပါတယ် I have got a fever နော် fever နဲ့ temperature အတူတူပဲ hay fever နာစီ hay fever ကြတော့ hay fever ကြတော့ပြီးတော့အနောက်ဟမ် hay fever ကြောင့် hay
hay fever ကျတော့ပြီးတော့ပြီးတော့အနောက်နိုင်ငံတွေမှာဖြစ်တဲ့ပန်းဝင်မုံကြောင့်ဖြစ်တဲ့ယောဂဗျာ hay fever ဟုတ် hay fever ကိုပြီးတော့တိတ်မသုံးဖြစ်ဘူးဘုံဘုံတို့ခဏမေ့ထားလို့ရတယ်ဘုံဘုံတို့အနောက်နိုင်ငံလဲသွားမှာမဟုတ်တာအဲ့တော့ပြီးတော့ hay fever ကိုမသိလဲရတယ်ရိုးရိုး fever ပဲပြီးတော့သိ I have got a fever I have got a temperature နော် I have got a cough ဆိုတော့ကျတော့ cough ကဘာဖြစ်တာတော့ I've got a cough ချောင်းဆိုးတာ I've got a cough နော်မျက်စိနာတာကြတော့ I'm straight I'm straight I strain လို့လည်းပြောလို့ရတယ် so eyes လို့ပြောလို့ရတယ် so eyes ပြောလို့မျက်စိနာတာကြတော့ so eyes လို့ပြောတာများတယ်ပေါ့နော် so eyes so eye လို့ပြောတယ်မျက်စိနာတာကြတော့ eye strain ကကြတော့ပြီးတော့ဖုန်း screen တွေကြည့်တာများလို့ရှိရင် eye strain လို့ပြောတယ်နော်မျက်စိကပင်ပန်းတာပေါ့ eye strain ကမျက်စိပင်ပန်းနေအရင်ပဲနော် eye strain ရတယ် so eye ကကြတော့ပြီးတော့မျက်စိနာတာနော် so eyes I've got so eyes which means မျက်စိနာတယ်နော်diarrhea လည်းတပြီးတော့တင်ပြီးတော့ဒီမှာ diarrhea နော်တပြီးတော့တင်ထားတယ် diarrhea runny nose indigestion insomnia တပြီးတော့ကဲမြန်မာလူတွေပြောပြပါဦးနော်စာပြန်ဖတ်လားမဖတ်လားနည်းနည်းမေးကြည့်အောင်အဲ့တော့ block stuffy nose ဘာဖြစ်တာလဲ နာချေတယ် stuffy nose ဘာဖြစ်တာလဲနှာချီတာတဲ့ဘုံကနှာချီတာတော့မဟုတ်ဘူးဘုံ block or stuffy nose ကနှာစေးတာနှာစေးတာစာစေးကလည်းအတိအကျတော့မဟုတ်သေးဘူးဘုံ block တဲ့ stuffy nose နှာခေါင်းပိတ်တာဗျနှာခေါင်းပိတ်တာ stuffy nose block or stuffy nose ဆိုတော့နှာခေါင်းပိတ်တာကိုပြောတာဗျနှာခေါင်းပိတ်နေ I've got stuffy nose and I have got blocked nose I've got blocked nose ငါအခုနှာခေါင်းပိတ်တယ်ဆိုလို့ရှိရင် block nose လို့ပြောလဲရတယ် stuffy nose လို့ရပြီလား runny nose ဆိုတာဘာပြောတာလဲ runny nose က running nose နာချေ နာစီးတာ နှာစေးတာเนาะနှာရည်ထွက်တာနှာရည်ထွက်ပြီးတော့နှာစီးတာကိုဘယ်လိုခေါ်လဲ running nose running nose ဆိုတာနှာရည်ထွက်နေတာ I've got running nose I need the tissue can you give me a tissue or handkerchief I need to keep a handkerchief or tissue because I have running nose နှာရည်ထွက်နေတာကိုပြောတာ running nose okay diarrhea ဘာလဲဗျာ diarrhea ကone ပြတ်တာ one shot diarrhea one shot one ပြတ်တာပါဗျာ one shot one ပြတ်တာ nose bleed ကဘာဖြစ်တာလဲဗျာ မုံယူတာ nose bleed နှာခေါင်းပေးယူ နှာခေါင်း နှာ ပိတ် ခေါင်းတွေးရတာပါဗျာ nose bleed ဆိုတာနှာခေါင်းတွေးရတာပါဗျာ indigestion ဘာဖြစ်တာလဲဗျာ အစာမကြည်တာ အစာမကြေတာပါဗျာ indigestion ဆိုတာအစာမကြေတာတခါကျရင်ပြောတော့ I feel indigestion I want to get something maybe တခုခုတောက်မှရမယ်เนาะတခါလေကျတော့ပြောတော့အစာကြေအောင်ဒိုင်ဂျင်းတောက်မယ်เนาะဘာတောက်မလဲပြောတော့ creamyl s တောက်မယ်เนาะ ax တောက်မယ် indigestion ဖြစ်တယ်เนาะ ax တောက်တယ်ပေါ့เนาะ insomnia ဆိုတာဘာဖြစ်တာလဲဗျာ insomnia Number 6 insomnia ဆိုတာဘာယောဂလဲဗျာ အိတ်နဲ့ပြောတာ insomnia ဆိုတာအိတ်မပျော်တာ insomnia ဆိုတာအိတ်မပျော်တာဘုံဘုံဦးတီလာနန္ဒတယောက်ပဲစာရတယ်ကျန်တဲ့သူတွေတိတ်မရဘူး ဦးရအဲ့ညဒီကပြတ်သွားတယ်ဗျာ ဟောဟုတ်ကဲ့တင်ပါဗျာအတန်းပြတ်သွားတယ်ဘုံဘုံကတင်ပါ diabetes ကဘာယောဂလဲဗျာ စီချူ စီဂျို diabetes ကเนาะ diabetes I've got diabetes စီဂျိုယောဂဖြစ်ပါတယ်ဗျာ high blood pressure ဆိုတာတွေးတိုးပါဗျာတွေးတိုးယောဂ asthma ကဘာယောဂပါလဲဗျာ asthma I've got asthma ပန်းနာရင်ကျက် asthma ကပန်းနာရင်ကျက်ပါဗျာပန်းနာရင်ကျက်
food poisoning ကအစာအဆိပ်တက်တာပါဗျာ Okay ဒီဟာလေးတွေကိုဘုံဘုံတို့ဘုံဘုံတို့အလွတ်နီးပါးရအောင်ဖတ်ထားပါဗျာ block nose stuffy nose runny nose နှာခေါင်းနာရီယိုတဲ့ diarrhea ဝင်းပြတ်ဝင်းလျှော nose bleed နှာခေါင်းတွေးယိုတဲ့ indigestion အစာမကြေဘူးဖြစ်တယ် insomnia အိပ်မပျော်တဲ့ယောဂ diabetes စီးကြိုပါဗျာ high blood pressure တွေးတိုးပါဗျာ asthma ပန်းနာရင်ကျက်ပါဗျာ food poisoning အစာအဆိပ်တက်တာပါဗျာ Poison ဆရာဟိုးစား blood လို့လား BLOD blood အတန်ထွက်တာ high blood pressure high blood pressure high blood pressure blood high blood pressure တွေးပါဗျာ blood ဟုတ်ဟုတ် high blood pressure blood high blood pressure okay any question today any question now anything မသိတာဗာမေးချင်နေတဲ့ဖုံဖုံလို့ဗျာ also food food poisoning ပါဗျာ food poisoning တင်ပါ food poisoning ကသေတတ်တယ်ဗျာသေတတ်တယ် food poisoning က poisoning တင်ပါဗျာမတည့်တာနှစ်ခုစားမိတာပါဗျာမတည့်တာနှစ်ခုပေါင်းစားမိတာတို့ဒီတို့အစာထဲမှာ bacteria ပါတာတို့ပါဗျာ food poisoning food poisoning food poisoning very good asthma diabetes ဆိုတာစီးကျူပါဗျာ insomnia ဒီနေရာမှာ तू က n အတန်လေးက silent ပါဗျာ n ကိုအတန်မထွက်ဘူးဗျာ तू က insomnia ကညအိတ်မပြောတာပါဗျာညအိတ်မပြောတာ သိမပြောတယ် insomnia indigestion ကြတော့ပြီးတော့အစာမကြည်တာပါဗျာ indigestion အစာမကြည့်တာ indigestion အစာမကြည်တာ nose bleed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  ကတစ်ခါလေးဖြစ်တယ်မလား nose bleed တော့တစ်ခါလေးဖြစ်တယ်ရာသီဥတု changes မှာဖြစ်တတ်တယ် nose bleed နော်နှာခေါင်းတွေးယူတာပါဖေ။ diarrhea ကဝင်းပြက်ဝင်းလျှော diarrhea runny nose ဆိုတာနှာခေါင်းနှာရည်ယူတာကို runny nose stuffy nose ကြတော့နှာခေါင်းပိတ်တာကြတော့ stuffy nose နှာခေါင်းပိတ်တာ stuffy nose နှာခေါင်းပိတ်တာတင်ပါဗျာအဲ့ဆိုလို့ဘုံဘုံတို့တော်တော်လေးတော့တည်သွားပြီပေါ့နော်အခုတော်တော်လေးဒီလိုယောဂါတွေတည်သွားပြီယောဂါတွေမဖြစ်တာကောင်းပါဗျာယောဂါတွေကတည်ပဲတည်တင်ပါခန္ဓာကိုယ်ရှိတော့လေယောဂါဖြစ်တယ်တင်ပါဗျာပြီးတော့သင်္ကန်းစာရှေ့ကိုမရောက်ဘူးဗျာနောက်ကိုပြောက်သွားတယ်ဗျာသင်္ကန်းစာရှေ့ကိုသွားလို့မရဘူးဖြစ်တယ်Okay အဲ့တော့ပြီးတော့ you've got an aspirin ဆိုတာမင်းမှာခေါင်းကိုက်ဆေးရှိလားဆိုတော့ခေါင်းကိုက်ဆေးရှိရဆိုရင် you have got an aspirin မင်းမှာရှိလားလို့မေးလို့ရှိရင်ကြတော့ have you got an aspirin လို့ပြောလဲ have you got an aspirin မင်းမှာခေါင်းကိုက်ပျောက်ဆေးရှိလားရှိတယ်ဆိုလို့ရှိရင် yes I have မရှိဘူးဆိုလို့ရှိရင် no I haven't no I haven't okay ဘုံဘုံဥက္ကဋ္ဌမှာဖတ်ကြည့်ပါဦးဘုံဘုံဥက္ကဋ္ဌမှာဖတ်ကြည့်ပါဦး you have got an aspirin you've got an aspirin have you got an aspirin you have got an aspirin have you got an aspirin yes I have yes I have no
No, I No, haven't. I haven't. Haven't. Okay. ဘုံဘုံဦးဝိသုဒ္ဓဆိုတာဖတ်ပါအောင်ဗျာ You've got an aspirin. Have you got an aspirin? Yes, I have. No, I haven't. ဖတ်ကြည့်ပါအောင်ဗျာ You've got an aspirin. We have got a Okay. ဘုံဘုံဦးဝိသုဒ္ဓဆိုတာဘက်ကဖတ်ပါအောင်ဗျာ Have you got a spring? Aspirin. 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 Have Aspirin. you Have got you an got an aspirin? aspirin? Have you Yes, got I an have. aspirin? Aspirin. Yes, I have. Yes, aspirin. Yes, I have aspirin. No, I haven't. No, I haven't. မရှိဘူးဆိုလို့ရှိရင် No, I haven't. ရှိတယ်ဆိုလို့ရှိရင် Yes, I have. Yes, I have. Yes, I have aspirin လို့ပြောကြမလို့ Yes, I have ဆိုရင်ရပြီ Yes, I ရှိတယ် have. ဆိုလို့ရှိရင် Yes, I have မရှိဘူးဆိုလို့ရှိရင် No, I haven't. Have it. No, I I have it. No, I haven't. Okay. ဘုံဘုံဆက်ဖတ်ပါအောင် Ryan has got a cold. Ryan has got a cold. ဖတ်ကြည့်ပါအောင် Ryan got a cold. a cold. Ryan Has- got a cold. Has Ryan cold. got a cold? Have Ryan got a cold? Yes, he has. Have he has? No, No, he he hasn't. has it. Hasn't. He Yes, he has ဆိုတာသူ့မှာရှိရလားမရှိဘူးလားနေမကောင်းလား ရှိတယ် ရှိတယ် Yes, he has. No, he hasn't ဆိုတော့သူနေမကောင်းဖြစ်တာလားမဖြစ်ဘူးလား He hasn't ဆိုတော့မဖြစ်ဘူး No, he hasn't. Okay. အဲ့တော့ပြီးတော့မေးခွန်းမေးလို့ရှိရင် has ကရှေ့ကိုရောက်သွားတယ် ရိုးရိုးစာကြောင်းမှာဆိုလို့ရှိရင် has got ကဒီတိုင်းရိုးစာကြောင်းမှာ has got ဖြစ်ပြီးတော့အမေးစာကြောင်းကျတော့ has he got has she got have I got เนาะ okay အဲ့ဒါလေးတွေကိုခမုန်းတို့မေးခွန်းမေးလို့ရှိရင်ဘယ်လိုမေးရမလဲအဖြေဖြေလို့ရှိရင်ဘယ်လိုဖြေရမလဲဆိုတာကိုလေ့ကျင့်ထားရမှာဖြစ်ပါတယ် Okay ခမုန်းဦးတီလာဒနာဖတ်ပြပါအောင်ဗျာ I have negative form ဆိုလို့ရှိရင် I have not got you have not got ခမုန်းဖတ်ကြည့်ပါအောင်ဗျာ I have not got I have not got. You have not got. not got He has not got. but It it not got. We have we not have got. not got They have not got. not got question ဆိုလို့ရှိရင်ဗျာ have you got Have you got? Has he has got? he got Has it got? has it got have Have we we got? have Have you you got got? Have have they they got? got got has she got เนาะဘုံဘုံဒီမှာ has he ရယ် has she ရယ်နှစ်မျိုးဖတ်မှာ has he got has she got เนาะတကယ်လို့ she နဲ့ he ဆိုလို့ရှိရင် has ပေါ့ it က has ပေါ့เนาะ I you we ကြတော့ဘာဖြစ်မလဲ I you we ကြတော့ have ပေါ့เนาะ I you we ရ have has she he she it ကြတော့ has ပေါ့เนาะ he she it ကြတော့ has Okay ဒါလေးတစ်ချက်တော့လုပ်ပြပါအောင်ဘုံဘုံဥက္ကဋ္ဌမှာဖတ်ကြည့်ပါဦး Have you got an aspirin Have you got an aspirin? No, I No. haven't. No I haven't ဆိုတာရှိလား No, မရှိ I ဘူးလား haven't. aspirin မရှိ ရှိလား မရှိဘူးလို့ပြောတာเนาะဘုံဘုံမှာခေါင်းကိုက်ပျောက်စေးရှိလားတပည့်တော်မေးမယ်ဘုံဘုံဖေ Have you got a paracetamol Have you got a No, I paracetamol haven't. No, No I haven't No I haven't ဆိုတော့ငါမှာ paracetamol မရှိဘူး No I haven't Very good okay အဲ့ဘုံဘုံဥက္ကဋ္ဌမှာ number 1ဆိုရင်ဘယ်လိုမေးမလဲ Number one. Have you got an aspirin? 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 No, I haven't. No, I haven't. No, I haven't. I Okay, number haven't. 1. Number 2. Number 2, ဘုံဘုံဦးဝိသုဒ္ဓစာရာဖြည့်ကြည့်ပါဦး
ဘယ်လိုမေးမလဲ number 2 number 2 Ryan hangover ဆိုတော့ Ryan ဆိုတော့ဘာနဲ့မေးမလဲ has လား have လား has has Ryan got a Hash, right? has Ryan got a hangover. Has Raya got a hangover? hangover has Ryan got a hangover Ryan ကခေါင်းမူးနေရလားအရက်နာကျနေရလားဟုတ်တယ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲ yes Yes, I I have. have. तू ဟုတ်တယ် तू အရက်နာကျနေတာမှန်တယ်ဆိုဘယ်လိုဖြစ်မလဲဖေ yes Yes, he has. yes he has တင်မဖေ yes he has correct နော်မှန်တယ်ဘုံဘုံဖြေတာ yes he has yes he has number 3ဘုံဘုံဦးတိလာဒနာဖြေပြပါဖေ Have we got a meeting today? Yes, we have. ဘုံဘုံဖြေတာမှန်ပါတယ်ဖေ have we got a meeting today ငါတို့ဒီနေ့ meeting ရှိလား yes we have ငါတို့ meeting ရှိတယ်ငါတို့ meeting ရှိတယ် meeting join ရမယ်နော်ငါတို့ဒီနေ့အင်္ဂလိပ်စာအတန်းရှိလားဆိုဘယ်လိုမေးမလဲဘုံဘုံမေးကြည့်ပါဦးဒီနေ့ငါတို့အင်္ဂလိပ်စာအတန်းရှိလားဆိုဘယ်လိုမေးမလဲ have we have got an English class. have we got an English class today Okay. have we got an English class today English class ရှိတယ်ဆိုလို့ရှိရင်ဘယ်လိုဖြေမလဲဖေ yes Yes, we have. yes we have နော်အဲ့လိုလေနော် English class ဒီနေ့ရှိလားဆိုလို့မေးရတယ်ဖေနော်ငါတို့ဒီနေ့ English class ရှိလား have we got an English class today very good number 4ဘုံဘုံဦးကန်ဒီမှာဖြေကြည့်ပါဦးဖေ Has Jordan got a new job? okay Has Jordan got a new job? okay no No, he hasn't. No, no he hasn't. he hasn't hasn't. no he hasn't အဲ့တော့ Hasn't. has Jordan got a new job ဆိုတာမြန်မာလိုဘာပြောရလဲဖေ Jordan မှာအလုပ်တွေရှိတယ်လားအလုပ်တွေတစ်ခုရှိတယ်လား Jordan အလုပ်အသစ်တစ်ခုရပြီလားလို့မေးတာ Jordan အလုပ်အသစ်တစ်ခုရပြီလား has Jordan got a new job နော် Jordan အလုပ်အသစ်တစ်ခုရပြီလား no he hasn't he hasn't သူအလုပ်အသစ်မရသေးဘူးမရသေးဘူးတင်ပါဖေဘုံဘဦးကန်ဒီမှာပဲ number 5ဖြေပါအောင်ဖေ has he got a new flat I've already flag อ่ะဆရာမြန်မာကမသိသေးဘူး FLAT flat ကဘုံဘ FLAT flat က UK လို့ तू က UK လို့ပြောတာပေါ့ UK မှာကျတော့ပြော flat ကပြီးတော့ဒီပြီးတော့အခုနေတာဆို flat ပေါ့အခုနေတာပြီးတော့အဆောက်အဦးပေါ့အထက်လိုက်ပေါ့နော်ပြီးတော့အထက်မြင့်အဆောက်အဦးပေါ့သူပထမလွှာဒုတိယလွှာတတိယလွှာမြန်မာလို့ဆိုရင်တော့တိုက်ခန်းပေါ့ဗျာ I can. နော်သူ့မှာတိုက်ခန်းအသစ်ရှိလား flat ကကျတော့flat ကပြီးတော့ UK အသုံးပါဗျာ American ကကျတော့ apartment လို့ပြောတယ်ဗျာ American ကဘယ်လိုပြောလဲ apartment apartment American ကျတော့ apartment လို့ပြောတယ် UK ကကျတော့ flat လို့ပြောတယ်သူက flat has he got a new flat yes he has yes he has ဆိုတော့ဘာပြောလဲဗျာသူ့မှာ You. အထက်တစ်ခုရှိတယ် Okay. သူ့မှာအခန်းအသစ်တစ်ခုရှိတယ် yes he has okay yes okay number 6ဘုံဘုံဦးတိလာဒနာဖြေပေးပါဗျာ Have Ryan and Sandy got 3 children? No, they haven't. no they haven't have Ryan and Cindy got 3 children သူတို့ Ryan နဲ့ Cindy မှာကလေး3ယောက်ရှိသလားလို့မေးတဲ့အခါမှာ no they haven't ဘာလို့ they လို့ဘုံဘုံကသုံးတာလဲဆိုတော့သူတို့က2ယောက်မလို့เนาะ Ryan နဲ့ Cindy ဆိုတော့ဘုံဘုံက they နဲ့သုံးတယ် very good ဘုံဘုံ
No they haven't number 7ဘုံဘုံဝိသုဒ္ဓဆရာ number 7ဖြေပေးပါဖေ Has Sarah မှာ bike ရှိလားဘယ်လိုမေးမလဲ Sarah ဆိုတော့ စပင်းရှိလား စပိန်ရှိလားဒီမှာဖေဘယ်လိုမေးမလဲဖေ Has လား have လားဖေ have တပည့်တော်တယောက်တည်းပေါ့ဖေ Sarah ဆိုတော့တပည့်တော်အမျိုးသမီးပေါ့တယောက်တည်းဆိုတော့တပည့်တော် have လား has လား has has Sarah Sarah got bike. a bike ก็ไป Sarah has မှာစပိန်ရှိသလားရှိတယ်ဆိုလို့ရှိရင် yes yes she has she has yes she has very good ဘုံဘုံ very good ကောင်းပါတယ်ဖေမှန်ပါတယ်ဖေနံပါတ်8ဘုံဘုံပဲဖြေပေးပါဦးဘုံဘုံဝိသုဒ္ဓဆရာဘက်ကနေဖြေပေးပါဦးနံပါတ်8 has like she boyfriend Lucy ပါဖေ like ချီမဟုတ်ဖေ Lucy နာမည် Lucy ပါဖေ နာမည် Has Lucy နာမည် လူနာမည်ပါဖေလူနာမည် Has Lucy boyfriend boyfriend ပါဖေ boyfriend ပါ Yes,ဖေ I have. boyfriend yes I have ရီးစားစီတော့ပေါ့ ဘုံဘုံမေးတာမဟုတ်ဘူးဖေ Has Lucy got a boyfriend Has Lucy got a boyfriend Lucy မှာ boyfriend ရှိပါသလားမရှိဘူးဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဖေ No no don't have Lucy ကကြတော့ဘုံဘုံတပည့်တော် Lucy ကကြတော့တပည့်တော်လူနာမည်ပါဖေလူဆိုတော့ယောက်ျားလေးဆိုလို့ရှိရင်ဘယ်လိုဖြစ်မလဲဖေ No he no he have No he hasn't ပါဖေ No he hasn't hasn't no he Hasn't. hasn't No he hasn't ဒီလိုဖြစ်ရမှာဖေ No he hasn't No ဆိုလို့ရှိရင် hasn't Yes ဆိုလို့ရှိရင် has No he hasn't เนาะ Lucy မှာ boyfriend ဒီကယောက်ျားမဟုတ်ဘူးဆရာဘုံဘုံဒါမိန်းမ Lucy ကမိန်းမပဲဖြစ်မယ်ဖေ Has Lucy got a boyfriend ဆိုတော့ No she hasn't ဘုံဖြေကြည့်ပါဦးဖေ No no she hasn't No No. she hasn't he hasn't Okay very good Okay အဲ့ဒါဆိုလို့ရှိရင်တပည့်တော်တို့ဒီနေ့ဒီလောက်ပါပဲဖေဘုံဘုံတို့ဒါလေးတွေအိမ်မှာတစ်ချက်လောက်ဘုံဘုံတို့အကျောင်းမှာတစ်ချက်လောက်လေ့ကျင့်မိပါဖေ Have you got any children ဆိုလို့ရှိရင်ကလေးရှိလားလို့မေးရင်ဘယ်လိုမေးလဲ Have you got any children ဆိုလို့ရှိရင်ငါမှာကလေးရှိတယ်ဆိုလို့ရှိရင် I've got a son and a daughter ငါမှာသားတစ်ယောက်သမီးတစ်ယောက်ရှိတယ်ဆိုလို့ရှိရင်ဘယ်လိုပြောလဲဖေ I've got a son and a daughter doctor I have a got son and a daughter a son and a daughter သားတစ်ယောက်သမီးတစ်ယောက်ရှိတယ်เนาะအဲ့တော့ဒီလိုကားရှိသလားလို့မေးရင်ဘယ်လိုမေးလို့ရလဲ Have you got Have a you got a car Have you got a car တခါကြီးမှာကားရှိသလားတခါကြီးမှာကားရှိသလားလို့မေးလို့ရရင်ဘယ်လိုမေးလဲ Have you got a car တခါကြီးမှာကားရှိသလားမရှိဘူးဆိုရင် No I haven't no I haven't No I haven't ဆိုတာကားမရှိဘူး ဘာမရှိဘူး no I haven't ကားမရှိဘူး No I haven't အဲ့တော့ဒီလိုနေကောင်းလားအေးမိနေလားလို့မေးရင်ဘယ်လိုမေးလို့ရလဲ Have you got a Have you got a cold Have you got a cold Have you got a cold မင်းအေးမိနေရလားလို့မေးရ Have you got a cold အေး Have you မိနေတယ်ဆိုရင်ဘယ်လိုပြောလဲ Yes. yes I've got a cold I have cold Yes I have Yes, I Yes I have เนาะအဲ့လိုဖြေလဲရတယ် Yes I have a cold အဲ့လိုဖြေလဲရတယ်เนาะမရှိဘူးဆိုလို့ရှိရင် No I haven't I haven't Okay အဲ့တော့ဘုံဘုံတို့ဒါလေးတွေတစ်ချက်လောက်ရေးချပြီးတော့လေ့ကျင့်ထားပါဗျာတပည့်တော့ကြာသာပေးနေ့ကြမှာတပည့်တော့ပြန်တွေ့ပါမယ်ဗျာဘုံဘုံတို့ ਨੇ ဘုံဘုံတို့မေးစရာဗာများရှိပါလဲဗျာတပည့်တို့ဒီနေ့ကတော့ဒီလောက်ပါပဲဗျာ ပြီးတော့ဒီဟာလေးတွေပြီးတော့ဟို PDF ပို့လိုက်ပါမယ်ဗျာ PDF ကိုဘုံဘုံတို့ကြည့်ပြီးတော့လုပ်လို့ရပါတယ်ဗျာ so we bye 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 ဘုံဘုံဗျာချက်သာပေးနေ့မှာပြန်တွေ့မယ်ဗျာ Bye bye